ကဲအားလုံးပဲမင်္ဂလာပါငါ့ကိုငါမတွေအားလုံးပဲမင်္ဂလာရှိတော့အချိန်ခါသမီးလေးစတင်ပြီးတော့ပိုင်းဆိုင်ကြပါစီเนาะအခုချိန်ကစပြီးတော့လူမှုရေးစီးပွားရေးကျန်းမာရေးအားလုံးပဲဆက်သွယ်ရန်အစီအစဉ်ကြောင်းမှုကြပါစေစိတ်သွားတိုင်းကိုပါလူရင်ဆန္ဒတွေလည်းတလုံးလုံးပါလေးပြည့်စုံကြပါစေလို့เนาะတူရီရွှေစင်းရဲ့အကောင့်အသစ်ကလေးရရင်ကိုမတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲငါ့ကိုငါမတွေအားလုံးပဲပေါ့เนาะတူရီရွှေစင်းရဲ့အကောင့်အသစ်ကလေးကိုအခုမှဝင်လာတဲ့ကိုရီမတွေအားလုံးပဲလိုက်လက်မလေးနှိပ် channel subscribe ခေါင်းလောက်လေးကိုနှိပ်ပြီးတော့အများသူကပါအောင်လို့ share လို့ရတဲ့နေရာလေးတိုင်း share ပေးသွားမျှဝေလို့ရတဲ့နေရာလေးတိုင်းမျှဝေသွားကြပါဒူဒီရွှေစင်းအကောက်ကလေးကအခုမှအသက်ဖောက်တဲ့အတွက်ကိုမကြီးအားလုံးပဲအားပေးမှုလေးတွေရှိမှသာလျှင်เนาะအကောက်ကလေးကတင်ရတာပို့ပြီးတော့အဆင်ပြေမှာပေါ့เนาะကိုမကြီးအားလုံးကလည်းเนาะအခုမှကြီးတဲ့လူသစ်ကိုရီမကြီးအားလုံးဆိုရင် channel subscribe ခေါင်းလောင်းလေးကိုနှိပ်ရသည် channel subscribe ခေါင်းလောင်းလေးကိုအဓိကထားပြီးတော့နှိပ်ပေးပါလူဟောင်းကိုရီမကြီးအားလုံးပဲအများသူငါပအောင်လို့ share လို့ရတဲ့နေရာလေးတွေ share ပေးသွားပါမျှဝေလို့ရတဲ့နေရာလေးတွေမျှဝေသွားပါเนาะလိုင်းလက်မလေးလည်းတန်းစီပြီးတော့နှိပ်ပေးပါเนาะ comment လေးမှာလေးကိုတက်နိုင်သလား okay လေးတွေတောက်လျှောက်မှတ်ပြီးသွားကြပါเนาะကိုမကြီးအားလုံးကဲကြာတာပရင်းနေ့မှာတော့ငါ့ကိုငါမတွေကိုကနန်းကောင်းလေးတွေတင်ပေးထားခဲ့တာအဆင်ပြေကြတယ်ပေါ့เนาะညီမမနေ့ကတွေကပြောတယ်ပတ်သီးနှလုံးတင်ပေးခဲ့မယ်နှလုံးကြီးကတစ်လုံးကတော့ကျင်းဒီဘက်ကိုကြာမယ်မနေ့ပိုင်းတစ်လုံးကြာရင်ညနေပိုင်းတစ်လုံးဆော့လို့ပြောထားခဲ့တာပေါ့เนาะမနေ့ကကြာတာပရင်းနေ့အတွက်ကိုညီမတင်ပေးထားခဲ့တာကြီး3ညပတ်သီး3ပတ်သီးနဲ့တင်ပေးထားခဲ့တာ3ပတ်သီးနဲ့36မနေ့ပိုင်းမှာနေကြာတာပရင်းနေ့ဒီနေ့နေကုန်မှအဆင်ပြေသွားတယ်ပေါ့เนาะဒါကြောင့်မို့မနက်ဖြန်တောက်ကြနေ့မှာငါ့ကိုငါမတွေအားလုံးပဲအဆင်ပြေအောင်လို့ပတ်သီးလေးနှလုံးကီးလေး3လုံးနဲ့ပတ်သီးလေးနှလုံးမျှဝေပေးထားခဲ့မယ်အကြိုက်တူတဲ့အကိုတွေမတွေအားလုံးပဲလိုက်ပြီးတော့ဆော့ပေးထားပါနော်အကြိုက်တူတဲ့အကိုတွေမတွေအားလုံးပဲမနက်ဖြန်ကီးလေးနဲ့ပတ်သီးလေးတွေကိုလိုက်ပြီးတော့ဆော့ပေးထားတာအကြိုက်တူတဲ့အကိုတွေမတွေအားလုံးပဲမနက်ဖြန်ကိုဒီမှာရွှေစင်းရဲ့အကောက်ကလေးရရင်ပြီးတော့ဒီ3လုံးပတ်သီးလုံးမှ2လုံးတင်ပေးထားခဲ့မယ်အကြိုက်တူတဲ့ကိုရီမတွေအားလုံးပဲကိုကြိုက်နှစ်သက်တဲ့ပတ်သီးလုံးမှပါလို့ရှင်ရွှေစင်ပေးတဲ့ပတ်သီးလေးနဲ့လိုက်ပြီးတော့ဆော့လို့ရပါတယ်ပေါ့နော်ကီးလေးကိုလည်းကီးလေး3လုံးတင်ပေးထားခဲ့တာကိုလည်းငါ့ကိုငါမတွေရိုင်းပြီးတော့နော်ကိုမပတ်သီးလုံးမှတစ်လုံးရှိလို့ရှင်ကပ်ပြီးတော့ကစားလို့ရပါတယ်နော်ကဲဒါလေးကိုပြောရင်းနဲ့ကနန်းလေးအခုကစားပြီးပြောပေးမယ်နော်တောက်ကြနေကုန်မှာငါ့ကိုငါမတွေအားလုံးပဲအကြိုက်ဆုံးညီမအကြိုက်ဆုံးရွှေစင်အကြိုက်ဆုံးကီးလေးကတော့358ဆိုတဲ့နေကုန်ကီးလေးရှိပါမယ်358နေကုန်ကီးရှိပါမယ်เนาะအကြိုက်တူတဲ့ကိုဒီမတွေအားလုံးပဲ358ကိုကြိုက်တဲ့လုံးမိုင်ပတ်သီးပါလို့ရှိရင်လိုက်ပြီးတော့358နဲ့ကတ်လို့ရပါတယ်เนาะ358ကီးပါเนาะ358ကီးနေကုန်မှာအဲ့ဒီမှာညီမအကြိုက်ဆုံးပတ်သီးလုံးမှန်သည်နှစ်ပတ်သီးခွန်ပတ်သီးပါနှစ်ခွန်ပတ်သီးနှစ်ခွန်ဝမ်းချိန်မှာ358ကီးနှစ်ခွန်ပတ်သီးပါเนาะကိုမတွေအားလုံးပဲ358ကီးနှစ်ခွန်ပတ်သီးပါနှစ်နဲ့တင်ကနန်းလေးတွေ3နဲ့တင်ကနန်းလေးတွေပေးခါခဲ့မယ်ပေါ့နော်နှစ်နဲ့ဆိုရင်နှစ်ခွန်နှစ်3နှစ်5ပါနှစ်နဲ့ဆိုရင်နှစ်ခွန်နှစ်3နှစ်5ပါခွန်နဲ့ဆိုရင်80ခွန်3ခွန်5ခွန်6 80ခွန်3ခွန်5ခွန်6ပါနှစ်ပတ်သီးခွန်ပတ်သီးနေကုန်ရှိပါမယ်တောက်ကြနေကုန်ပေါ့နော်ပွဲသိန်းနေလေးမှာအားလုံးပဲအဆင်ပြေအောင်မလို့ထိထိမိမိပေါ့လို့မျှဝေပေးထားခဲ့တာပါပေါ့နော်နှစ်ခွန်ပတ်သီး358ကီ358ကီနှစ်ခွန်ပတ်သီးပါနှစ်နဲ့ဆိုရင်နှစ်ခွန်နှစ်3နှစ်5ပါခွန်နဲ့ဆိုရင်80ခွန်3ခွန်5ခွန်6 80ခွန်3ခွန်5ခွန်6ပါเนาะအကြိုက်တူတဲ့ကိုရီမတွေအားလုံးပဲထိထိမိမိလိုက်ပြီးတော့ဆော့လို့ရပါတယ်เนาะ channel လေးကိုတော့အဓိကထားပြီးတော့ရွှေစင်းရဲ့ဒီအကောက်အသစ်ကလေးကိုပေါ့နော်အခုမှဖောက်တာဖြစ်တဲ့အတွက်အဓိကထားပြီးတော့နှိပ်ပြီးသွားကြပါ channel ဆောင်းခေါင်းလောင်းလေးကိုနှိပ်ထားမှသာလျှင်ငါ့ကိုငါမကြီးအားလုံးပဲပေါ့နော်ညီမတင်သမျှဗီဒီယိုဖိုင်လေးကိုမြင်ရတွေ့ရအောင်လို့ပါအခုကိုမကြီးအားလုံးပဲ like ကလေးတွေလည်းအခုမှကြည့်တယ်ဆိုရင်တူတယောက်မကြံတန်းစီပြီးတော့နှိပ်ပေးသွားကြပါ like လက်မလေးတန်းစီပြီးတော့နှိပ်ပေးသွားကြပါ channel ဆောင်းခေါင်းလောင်းလေးကိုနှိပ်ပေးသွားကြပါနော် share လို့ရတဲ့နေရာလေးတွေ share ပေးသွားမျှဝေလို့ရတဲ့နေရာတွေကတတ်နိုင်တော့မျှဝေတော့ပေးကြပါနော်ကိုမကြီးအားလုံးပဲကဲဒါလေးကိုပြောရင်းနဲ့ဗီဒီယိုဖိုင်လေးကိုဒီနားရင်နားပါမယ်အစာရင်စုံတီတေချာလေးကြည့်ပြီးရင်ငါ့ကိုငါမကြီးအားလုံးပဲစိတ်ချမ်းသာရေးကိုကြီးချမ်းသာရေးစီးပွားရေးလူမှုရေးချမ်းသာရေးအားလုံးပဲအဆင်ပြေကြပါစေပေါ့နော်မနက်ဖြန်မှလည်းငါ့ကိုငါမကြီးအားလုံးပဲကြာသာရင်းနေကုန်လို့ပဲထိထိမိမိပေါက်ကြပါစေကန်ဆက်ကြပါစေနော်ကိုမကြီးအားလုံးပဲပတ်သီးလုံးမှနှလုံးကတော့တစ်လုံးကတော့90ရာခိုင်နှုန်းလောက်ကြဖို့အားကောင်းနေပေါ့နော်ညီမမနေ့ကကြာသာရင်းနေကုန်မှပေးထားခဲ့တယ်လို့ပဲပေါ့နော်ဒီတောက်ကြနေအတွက်ကိုပေးထားခဲ့တာလေပတ်သီးနှလုံးနှစ်ပတ်သီးခွန်ပတ်သီးကိုမှနှလုံးစလုံးမကြရင်တော့တစ်လုံးကတော့ကြဖို့
90ရာခိုင်နှုန်းအားကောင်းပါတယ်နော်ကဲဒါလေးကိုပြောနေဗီဒီယိုဖိုင်လေးကိုနားပါမယ်နော်ကိုကိုမလေးအားလုံးပဲမနှက်ဖန်နေကုန်မှာအားလုံးပဲထိထိမိမိအဆင်ပြေချောမွေ့ပြီးတော့မှာပေးတဲ့ကနန်းအကွက်ကလေးနဲ့ပေါက်ကြပါစီရကြပါစီအားလုံးပဲတက်တာပါနော်